Hi အားလုံးပဲခင်ဗျာ Spider-Man Brand New Day ရဲ့ trailer ထဲမှာ MCU နဲ့ဓာတ်ရိုက်ချိတ်ဆက်နေတဲ့အရေးကြီးတဲ့အချက်လက်တခုပါဝင်နေပါတယ်။အဲ့ဒါကတော့ Damage Control ရဲ့အကြီးအကဲကတာမန်လူတွေကြားထဲမှာပုံကွယ်နေတဲ့ mutant စွမ်းရည်တဲ့အကြောင်းကိုရှင်းရှင်းလင်းလင်းပြောသွားတာပဲဖြစ်ပါတယ်။သူကပီတာရဲ့ခန္ဓာကိုယ်ဟာအန်ဒီရရှိတဲ့အခြေအနေအထိ mutant ဖြစ်စဉ်ပြောင်းလဲနေပြီဆိုတာကိုသတိပေးခဲ့တာပါ။လက်ရှိမှာပီတာဟာစိတ်ရောကိုယ်ပါပြိုလဲနေတဲ့အခြေအနေဖြစ်နေလို့သူ့ရဲ့ mutation ဟာပိုပြီးတော့မတိမငင်ဖြစ်နေပါတယ်။ဒါဟာတကယ်တော့နာမည်ကျော် Neogenic Nightmare Storyline ကိုဓာတ်လိုက်အရေးမြတ်ဖျက်လိုက်တာပါပဲ။အဲ့ဒီဇာတ်လမ်းမှာပီတာဟာသူ့ကိုယ်သူမထိန်ချုံနိုင်တော့ပဲလက်6ဖက်ပါတဲ့တရဝါကြီး Six-Armed Monster Fit ပြောင်းလဲသွားခဲ့ပါတယ်။မူရင်းဇာတ်လမ်းမှာတော့သူက Kurt Connors စီမှာအကူအညီတောင်းခဲ့တာဖြစ်ပေမဲ့ဒီရုပ်ရှင်မှာတော့ Marvel က Connors အစား Bruce Banner ကိုအစားထိုးလိုက်ပုံရပါတယ်။ trailer ထဲမှာပြထားတဲ့ပီတာရဲ့အခြေအနေတွေအရသူ့ရဲ့ mutation ဟာထိန်းချုပ်မရအောင်ဖြစ်နေပြီဆိုတာသိတာနေပါတယ်။ဆိုလိုတာက Marvel ဟာဒီတစ်ခါမှာတော့ Spider-Man ရဲ့အမုံဆုံးဘက်ချန်ကိုပြဖို့ပြင်ဆင်နေတာပါ။ကဲတငယ်ချင်းတို့ရောက်ဘလို့ထင်လဲ။ပီတာတယောက်တကယ်ပဲလက်6ဖက်နဲ့ monster ကြီးဖြစ်သွားမလား။ comment မှာရေးပေးခဲ့ကြပါအောင်။